โอเคဒီနေ့တော့ကျွန်တော်ခင်ဗျားတို့ရဲ့ဆရာကြီး Star Stone အကြောင်းပေါ့ဗျာအဲ့ဒီဟာတွေ reaction လောက်တော့မယ်ဒီကောင်ကဘယ်လိုဖြစ်လာလဲဆိုတော့အရန်ကိုအခုနောက်ပိုင်း NUG ကို focus ထားပြီးတော်တော်ဝေဖန်တိုက်ခိုက်လာတယ်တွေ့ရတယ် NUG နဲ့ပတ်သက်ပြီးတော့မှဒီငကားကိုထောက်ခံတဲ့သူတွေကဂရုနဲ့ဗျဒါဟာဒီကောင်တွေကဘယ်လိုလဲဆိုတော့အကျန်းဖတ်မင်းအောင်လှိုင်ရဲ့ lobby တွေဖြစ်ကုန်ပြီနော်ကျွန်တော်ကတော့အဲ့လိုပဲမြင်တော့တယ်ဗျဒီကောင်ကတော်လန်ရေးအတွက်ဒီကောင်တွေနှောက်ယှက်လုပ်နေတာဗျအနှောက်ယှက်ပေးနေတာလုံးဝဒီကောင်တွေကဝေဖန်နေတာမဟုတ်ဘူးဗျဝေဖန်ထောက်ပြနေတာမဟုတ်ဘူးဗျကျွန်တော်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့တော်လန်ရေးစတွေက9နှစ်တာရှိသွားပြီဘာမှမပြောခဲ့ဘူးเนาะ public မှာဘာမှမပြောခဲ့ဘူးဗျာကျွန်တော်တို့လည်းပတ်သက်တဲ့ကျွန်တော်ရဲ့ friend တွေကျွန်တော်ရဲ့ဟိုမိတ်ဆွေပေါင်းသိန်းတွေတမျိုးမြင်မှာဆိုလို့ကျွန်တော်ဘာမှမပြောခဲ့ဘူးစစ်ကြောင်းထဲမှာနေရဒါပေမဲ့အခုကကျွန်တော်ပြောတော့မှာဒါလိုက်ကျွန်တော်ပြောမှာဒါဘာလဲဆိုစီလုံးဖို့အတွက်ဗျာဒီအချမ်းဖတ်မင်းအောင်လိုင်းစစ်တပ်ဘက်ကနေပြီးတော့မှစုဖွဲ့ပြီးတော့မှပုံလိုက်ကျင်းလိုက်အကောင့်အမျိုးမျိုးကနေပြီးတော့မှတိုက်ခတ်နေတာရှိတယ်နော်အဲ့တော့ဒီနေ့ကျွန်တော်အဲ့ဒီ Star Stone နဲ့ပတ်သက်ပြီးတော့မှကျွန်တော် reaction လေးလုပ်ပြီးကျွန်တော်နည်းနည်းပြောသွားချင်တယ်ဗျာနော်โอเคအဲ့တော့ကျွန်တော်ဗီဒီယိုလေးတူကြည့်အောင်သတင်းဌာနကိုလည်းဖြေထားတာ KNU ကအဒီအသက်25နှစ်တဲ့1962ခုနှစ်အာနာသိန်းကလေးကတော်လိုင်းရေးရောက်လာတဲ့ကရင်စစ်သားဘောဘွားနဲ့25နှစ်အရွယ်မှာလည်းရောက်လာတဲ့အဒီအခုအသက်ဘယ်လောက်လဲရှိပြီဆိုတာမသိဘူးသူပြောတဲ့အင်တာဗျူးကရှင်းလေး NUG ပေါ်လာလို့ရှုပ်ကုန်တာတဲ့အမှန်ပဲ NUG ပေါ်လာလို့ရှုပ်ကုန်တာအဲ့မှာဗာလဲဒူဝါဘာညာလက်ရှိဆိုတဲ့အဲ့တော့စဉ်းစားကြည့်ဗျာ NUG ပေါ်လာလို့ရှုပ်ကုန်တာဆိုဒီကောင်က Star Stone ကဘာလဲကျွန်တော်တို့တော်လန်ရေးကိုဒီကောင်ဖြတ်စည်းနေတဲ့ပုံစံမျိုးဖြစ်နေပြီဗျဒီကောင်တော်လန်ရေးကိုကျွန်တော်တို့ PDF တွေကိုပြိုကွဲအောင် NUG နဲ့ PDF တွေကိုအကုန်လုံးတော်လန်ရေးတစ်ခုလုံးကိုဖြိုခွဲနေတဲ့ကောင်ဖြစ်နေပြီလို့ကျွန်တော်မြင်နေဗျာနော်ဘာသဘောလဲ NUG ပေါ်လာလို့ရှုပ်နေတယ်ဘာလို့ဒီကောင်ပြောကြဒီကောင်ဝေဖန်နေတာမဟုတ်ဘူးနော်တမရကလည်းဘူးမသိကိုမသိနဲ့အမဘူးမသိကိုမသိနဲ့အာကျင်ကျတဲ့ထိုင်လို့ဒီလေးခေါ်ပလိုက်တယ်ပြီးတော့ဒီမှာဘိုးအေကြီးက KNU ကဒီမှာ CDM တွေတပုံထောင်းနဲ့ CDM တွေတပုံထောင်းတင်ကျွေးထားတာတင်ကျွေးထားပြီးစစ်တင်တဲ့တင်ပေးနေတာဟိုကဒီလေးခါထားခေါ်လိုက်တော့လီးတွေဖြစ်ကုန်သွားမှာဘာလို့ဘာကမှမသိဘူးဟာဒီကောင် Star Stone ကဒီလောက်ပဲမင်းသိတာလားဟဲ့ဟမ်Star Stone မင်းအဲ့လောက်ပဲသိတာလားမင်းကငါအစတော့ respect ထားခဲ့တယ်တကယ်လေးစားခဲ့ပါတယ်နော်မင်း DPP သတင်းဌာနမှာသတင်းတောက်ဖြစ်တဲ့ကဒါမင်းအဲ့လောက်ပဲသိတာလားငါကတိုးထဲမှာမြေပြင်မှာရှိတဲ့ကောင်နော်မင်းအဲ့လောက်ပဲသိတယ်ဆိုလို့ရှိရင်မင်းတော်တော်တနာစရာကောင်းတဲ့ကောင်ပဲမင်းအဲ့လောက်ပဲသိုံနဲ့မင်းမပြောပါနဲ့ကွာမင်းတခြားအကြောင်းအရာတွေပြောတာကောင်းမယ်နော်ငိုမှပဲဟိုစောက်တောင်းသားတမရဆိုတဲ့ကောင်သူ့ဘာသူတမရတက်လုပ်ပြီးတော့လီးငါတို့ဒေါ်လာရေးတက်ဖွဲ့တွေကိုနည်းနည်းပါဒါဒီလီးဒါဟိုသိပါကိုကကိုဒီဒေတာခေါ်ပလိုက်အဲ့တော့အဒီတို့ကဘာလုပ်ရမှာသူပြောတာရိုးလေးအဒီပြောတဲ့စကားရိုးလေးကိုကကိုတူတူတိတ်လုပ်ပြီးတော့မှချပြီးချရင်းနဲ့ခေါ်လို့ရတာပဲဒီလေးခေါ်ပြီးတော့ခမရလည်းတလားနလားတွင်သိန်းတော့လေဒီခေါ်တဲ့ချိန်တော့ငါတို့တောထဲမှာဟဲ့အောင် Star Stone မင်းသိလားမင်းတို့ငါတို့ထက်ပုံမသိဘူးငါတို့တော့ပုံမသိဘူးနားလဲလားNUG ကဒီစခေါ်လိုက်တယ်ငါတို့ရှိမှာကော်တနတ်နဲ့တူလို့ရှိရင်ကော်တနတ်တောင်မရှိဘူးငါတို့သိတယ်ဒါပေမဲ့ငါပြောချင်တာဟဲ့အောင်မင်းတို့အဖွဲ့တွေလေးပေါင်းပြီးတော့မှမင်းတို့ဒီလိုမျိုးဖောင်းထုနေတိုက်ခိုက်နေမဲ့အစားသွေးကွဲခွဲနေမဲ့အစားမင်းတို့ဘယ်လိုသွားရင်ကောင်းမလဲဆိုတဲ့ကောင်းသောဝေဖန်ထောက်ပြမှုတွေနဲ့ဆိုရင်မကောင်းဘူးလားဟဲ့အောင်ငါပြောချင်တာအဲ့ဒါပြောချင်တာသိလားမင်းတို့ဝေဖန်ထောက်ပြကြပါလားဘာဖြစ်လို့မင်းတို့တိုက်ခိုက်နေကြရလဲဘာဖြစ်လို့သွေးခွဲနေကြရလဲဟဲ့အောင်မချသေးဘူးတနက်အဖြစ်မရှိသေးဘူးတောတဲ့ကလေးတွေကနှစ်ကြီးငပိလောက်ပြီးသားနေရသိမလားဟိုဘယ်လဲအုံးလက်နွားနဲ့သောတယ်လို့မျိုးအုံးလက်တနက်နဲ့တနက်ပြည့်ကျင်နေရတာဝါတနက်နဲ့တနက်ပြည့်ကျင်နေရတာဟုတ်သူကဒီဒေတာခေါ်တော့ဟမ်မင်းတို့ရတယ်ကွာအဲ့ဒါအတီးပြောတဲ့စကားစတားဆုံးပြောရင်စတားဆုံးကရိုင်းနေတယ်စတားဆုံးပြောလာလဲကြားလာပြီစတားဆုံးပြောတော့စတားဆုံးရိုင်းနေတယ်အေးအဲ့မှာအတီးစေးကြောက်ဒီမဖွာဘူးအတီး25နှစ်သားတွေက1962နှစ်ကလေးကကရင်ဒေါ်လာရင်းတွေကိုရောက်လာတဲ့အတီးနာမည်တော့မိသွားပြီအဲ့မှာဖြေသားတယ် NUG ပေါ်လာလို့ရှုပ်ကုန်တာလေဟိုတမရကလည်းမှာဒူလာဘာနာတော့လည်းဘူးမသိကိုမသိဒေါ်လာရင်းမသိဘူးတဲ့သူပြောတဲ့မှာစကားအလုံးတိကြပါတယ်တမိုင်းမသိတော့တဲ့အဲ့လိုမျိုးတွေဖြစ်ကုန်တာလေဒီလေးခေါ်တော့ဒီမှာကျွန်တော်တို့ကဘာလို့လို့ပါပြီးရင်တခုဆုံးမဲ့တဲ့ကြသူတို့ကဆုံးမဲ့ချက်ကမကြဘူးလေဘယ်လိုလုပ်ကြမလဲလူရတဲ့ချီပြီးသီးဝဲလုံးနေတာသီးဝဲလုံးတဲ့ဆောက်လို့ပဲလုပ်နေခဲ့တယ်ဘယ်လိုလုပ်ဆုံးမဲ့ချက်ကကြမြန်မာလူမျိုးကခမရလေ3ယောက်ရှင်နှစ်ဖွဲ့ကွဲတဲ့ဟာကြီးမြန်မာလူမျိုးက3ယောက်ကျင်က3ယောက်ရှင်နှစ်ဖွဲ့ကွဲတာအဲ့တော့အတီးတို့ကတခုခုလှုပ်ဖို့ကင်ဖို့ဆိုရင်အဲ့ဒီ NUG ရဲ့အဲ့သဘောတူညီချက်တို့တမရရဲ့ဘောလေခမရတို့အတီးတို့တင်ထားလားအဲ့တမရအတီးတို့တင်ထားလား
အဲ့တမနာအဲ့NUG ကအတီးတို့အထွေရအတီးတို့စဉ်းစားတော့ နော်ဒီကောင် Stars လုံးရဲ့ပြောဆိုချက်တွေကကျွန်တော်တို့တော်တော်လေးဟိုမှတိုက်ခိုက်တာဗျာနော်မြေပြင်မှာရှိတဲ့ကျွန်တော်တို့ PDF တီနဲ့နော်တိုင်းသား EA ကိုလက်အဖွဲ့တွေနဲ့ဟိုတော်တော်အခက်ခဲဖြစ်သွားအောင် NUG နဲ့လက်ရှိတိုင်းသား EA ကိုလည်းဆောင်ရွက်နေတဲ့ဟာတွေကိုအခက်ခဲဖြစ်သွားအောင်အခက်ခဲတွေ့အောင်ဒီကောင်ကသွေးထိုးလှုံ့ဆော်နေတဲ့ကောင်ဗျနော်ဒီကောင် Stars တုံးကနေနော်အဲ့လိုမျိုးသူပြောတဲ့စကားတွေကတလုံးချင်းကျွန်တော်ညီကောင်ဓမ္မတွေစဉ်းစားကြည့်လိုက်ဗျာဒီကောင်ကတော်လန်ရေးအတွက်ရှေ့ရှုပြီးပြောနေတဲ့ကောင်လားတော်လန်ရေးအတွက်ရှေ့ရှုပြီးတော့ပြောနေတဲ့ကောင်ဆိုတာလုံးဝဒီလိုမျိုးမဖြစ်စေရဘူးဗျာဒီကောင်ကစစ်ကောင်စီနဲ့ဘယ်လိုပတ်သက်ဆက်နွယ်မှုရှိနေလဲခင်ဗျားတို့ပြောလို့ရလားဟုတ်တယ်လားသူကအေးအေးဆေးဆေးပဲအေးအေးချမ်းချမ်းနဲ့နေရနိုင်ငံခြားမှာနေနေတာဗျာဟုတ်တယ်လားအခုဒီလိုမျိုးလာပြောတယ်ဆိုတော့တိုင်းသား EU အဖွဲ့တွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဓမ္မ volunteer လုပ်နေတဲ့အဖွဲ့တွေအများကြီးရှိတယ်ဗျာအဲ့ဒီလူတွေဘယ်လိုနေမလဲကျွန်တော်ပြောပါအောင်မယ်အခုဗျာ SCE ကဖွဲ့စည်းလိုက်ပြီဗျာဖွဲ့စည်းထားတယ်ဗျာအေးအေးဆေးဆေးပဲလीသူတို့လူကြီးတွေလှုပ်ရှားရှိတာလုပ်နေတယ်နောက်အစည်းအဝေးတွေပဲလုပ်နေတယ်ဘာဆုံးဖြတ်ချက်မှထွက်မလာဘူးလေဆိုတော့ဒါဆိုရင်မင်းကဝေဖန်ထောက်ပြနေတာလားဘလို့လဲမင်းဒါဆိုတော့မင်းရွဲချော့သွားပြီနော်မင်းပြောနေတဲ့ဟာတွေငါတို့မြေပြင်မှာရှိနေတဲ့ပြည်ရဲဘော်တွေနဲ့ငါတို့ EAO တွေနဲ့လှုပ်ဆောင်ချက်တွေကိုထိခိုက်တယ်နော်မင်းပြောတဲ့ဟာတွေဟဲ့အောင် Star Stone ထိခိုက်တယ်နော်မင်းကငါပြောပြလိုက်မယ်ကောင်ကြီးကြောင့်ဒီကောင်တော်လိုင်းကြီးကရှေ့မရောက်တော့စနစ်တကျဒီကောင်တွေတိုက်ခိုက်နေတာတိုက်ခိုက်နေမင်းတို့အဖွဲလိုက်လေမင်းတို့အကုန်လုံးကတုဖွဲ့လိုက်မင်းတို့ဝေဖန်မင်းတို့တိုက်ခိုက်နေတဲ့ဖောင်းထုနေတဲ့မင်းတို့ကောင်တွေအကုန်လုံးစုဖွဲ့လိုက်ပြီးရင်ကောင်းတော့တော်လိုင်းကြီးကိုဘလို့ရှေ့ရှုပြီးတော့ဘလို့ငါတို့ရှေ့ဆက်သွားကြဘလို့အချမ်းဖတ်မင်းအောင်လိုက်စက်တက်ကိုဘလို့တိုက်ရင်မြန်အောင်မြင်မယ်ဘလို့မျိုးတွေငါတို့လွဲချော်တာတွေပြင်ဆင်မယ်ကြမယ်ဆိုတဲ့ပုံစံမျိုးမင်းတို့လောက်ကြပါ discussion လောက်ကြမယ်လေမကောင်းဘူးလားဟမ်โอเคအဲ့တော့ဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်ရဲ့ညီကောင်တွေရဲ့အမြင်ကိုလည်းကျွန်တော်ရဲ့ comment မှာဝင်ရောက်ဆွေးနွေးခဲ့ပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးပြီးဆိုင်ကြပါ